ခြေလေးချောင်းတော်လှန်ရေးအခန်းလေးကိုတင်ဆက်ပါမယ်။ကာလအတော်ကြာသောအခါခြေလေးချောင်းတော်လှန်ရေးတည်င်းသည်အတော်ပြန့်နှံ့သွားသည်။မနုလာနှင့်ဘော်ဖြူတို့ကလည်းအနီးတစ်ဝိုက်ရှိကွင်းများသို့ခိုများကိုနှိမ့်စဉ်ဆီလွှ၍ဝါဒဖြန့်ကြသည်။ခိုများ၏တောင်းဝမ်းမှာဥတာကောင်အားတရိษံများကတော်လှန်လိုက်ပုံကိုအခြားတရိษံများစီတို့တွားပြီးပြောပြီးလျင်တို့တရိษံတခြင်းကိုတင်ပေးရန်ဖြစ်သည်။ထိုတော်တင်း၌ဥတာကောင်မှာအမြဲလိုပင်ရွာတကြီးပုံဆိုင်၌တရေမှုအောင်တောက်ပြေးလျင်လာသမျှလူများအားဘာမဟုတ်သည့်ဟိတ်တရဆန်များကသူ့ကိုမတရားတော်လှန်၍ပစ္စည်းအကုန်လုံးကိုလူယူလိုက်ကြောင်းတပြောတည်းပြော၍နေသည်အချို့သောတောင်သူနေသမားများကတရားကိုသဘောတိုင်းဆိုရင်တော့ခမားပြောတာဟုတ်တာပဲဟုသာပြောပြီးဥတာကောင်အောင်ဘာမှအကူအညီမပေးကြအမှန်မှာဥတာကောင်ထိုကဲ့သို့ဖြစ်သည်ကိုတောင်သူလေသမားတိုင်းကပင်ဝမ်းထဲကကြိတ်၍သဘောကျကြသည်ဥတာကောင်ပျက်စီးခြင်းကိုအကြောင်းပြု၍သူတို့ဘယ်လိုစီးပွားဖြစ်ပါမလဲဟုအကြံထုတ်ခါနေကြသည်။ဦးသားကောင်း၏ကွင်းသားတွင်လည်းဥပေါက်ကျော်နှင့်ဥအောင်ပန်းတို့မှတယောက်နှင့်တယောက်မတည့်ကြ။ဥပေါက်ကျော်မှာအလုတ်ပေါ့သူဖြစ်၍သူပိုင်သောတင်းကုတ်ကွင်းမှာယိုယွင်းပျက်စီးလျက်ရှိသည်။စီယိုပင်မလုံး။ဥပေါက်ကျော်သည်လေယာကိုဂယုမဆိုင်ပေငါးဖမ်းဖို့အမဲလိုက်ဖို့လောက်သာစိတ်ဝင်စားသည်။ဥအောင်ပန်းပိုင်သောမကြီးပဏီကွင်းမှာဥပေါက်ကျော်ကွင်းလောက်မကျဲတော်လဲဥအောင်ပန်း၏ဝရိယအကျိုးကြောင့်စီစီကားကားရှိသည်ဥအောင်မန်းသည်လူပါလူနဲ့တယောက်ဖြစ်၍ရုံးတက်၍တရားတွေ့ဖို့လည်းဝါသနာပါသည်နေရာတကာတွင်လည်းစီးပို့သူဖြစ်သည်ဥပေါကျော်နှင့်ဥအောင်မန်းတို့မှာတယောက်နှင့်တယောက်အလွန်မတည့်ကြသဖြင့်နှစ်ဦးစလုံးတွင်ဆိုက်ရောက်မိခြေလေးချောင်းတော်လန်ရေးပြီးကိုကြောချင်းကပ်၍ခုခံရန်အတွက်စိတ်ဆက်၍မရတို့ရတွင်ဥတာကောင်း၏ရင်းမာပင်ကွင်းတွင်တော်လန်ရေးဖြစ်ပေါ်နေသည့်အကြောင်းကိုသိရသောအခါသူတို့ကွင်းများမှတရိษံများကိုလည်းအတုမြန်အတက်တင်ပြီးတော်လန်ကြမည်ကိုများစွာစိုးရိမ်ပူပန်ကြသည်ရင်းမာပင်ကွင်းကတော်လိုင်းသတင်းများကိုသူတို့ကွင်းကတိရစ္ဆာန်များမကြားသိရလေအောင်ဖုံးနိုင်သမျှဖုံးဖိ၍ထားကြသည်တိရစ္ဆာန်များကဥတာကောင်ကိုတော်လှန်၍လေယာလောက်ကင်မှုကိုသူတို့ကိုယ်တိုင်လောက်ကင်ကြသည့်ဆိုခြင်းကိုပင်လက်ဦးတွင်ရေစရာဟုအောက်မေ့ကြပြီလျှင်ခွေယူကောင်းစွာတမွန်းတေပေါ်ကွာဟုပေါ့ပေါ့ဆဆပြောကြသည်ခြေလေးချောင်းကွင်းကိုပင်ခြေလေးချောင်းကွင်းဟုမခေါ်ဘဲရင်းမာပင်ကွင်းဟုသာဆက်၍ခေါ်ကြပြီလျှင်ရင်းမာပင်ကွင်းကတိရစ္ဆာန်များမှာတကောင်နှင့်တကောင်လည်းမတည့်ကြပဲငက်ပြက်၍နေကြသလိုလိုပြောကြသည်ရက်ရှည်လများခြေလေးချောင်းကွင်းကတိရစ္ဆာန်များငတ်မသေးသည်ကိုတွေ့ကြသောအခါဥပေါကျော်နှင့်ဥအောင်ပန်းတို့သည်လေတံတစ်မျိုးပြောင်း၍လာပြေးလျင်ခြေလေးချောင်းကွင်းကတိရစ္ဆာန်များမှာတကောင်ကိုတကောင်နှိပ်စက်၍အချင်းချင်းတက်ပြက်စားတောက်ကြကြောင်းတိရစ္ဆာန်မများကိုလည်းဘုံပစ္စည်းလုပ်၍ထားကြကြောင်းစသဖြင့်အာမနာပပြောဆိုကြသည်တဘာဝဓမ္မနှင့်ဆန့်ကျင်လုပ်ပြီးလျင်ဒီလိုပဲဖြစ်ရမှာပေါ့ကွာဟုလည်းဥပေါကျော်နှင့်ဥအောင်ပန်းတို့ကပြောကြသည်ဥပေါကျော်နှင့်ဥအောင်ပန်းတို့ပြောနေကြသည့်စကားများကိုယုံကြည်သူနည်းသည်အရက်ထဲတွင်အခြေလေးချောင်းတော်လှန်ရေးနှင့်ပတ်သက်၍သတင်းမျိုးမျိုးဖြစ်လျက်ရှိသည်အချို့ကလည်းတိရစ္ဆာန်များသည်လေယာလောက်ကိုအုတ်ချုပ်စီမံရာတွင်လူများထပ်ပင်သာသေးသည်ယခုခြေလေးချောင်းကွင်းမှာဥတာကောင်လက်တခါထက်တိုး၍ပင်စီကားလျက်ရှိသည်ဟုပြောဆိုကြသဖြင့်ထိုသတင်းကိုကြားကြသမျှသောတိရစ္ဆာန်တို့သည်တော်လန်ကျင်စိတ်ပေါက်၍နေကြသည်ခါတိုင်းခိုင်းသမျှစေသမျှလှုပ်သောနွားများလည်းတမှုထူးကြကဂလန်ကဆန်လှုပ်ကြသည်တိုးများစိတ်များကလည်းချမ်းကိုခုံ၍ထွက်ကြသည်မြင်းများကလည်းစီးသူများကိုခါ၍ချကြသည်ဒိုတိရစ္ဆာန်တချင်းကိုလည်းတိရစ္ဆာန်များအကုန်ဆိုတတ်နေကြသည်ဒိုတိရစ္ဆာန်တချင်းဆိုတန်ကြားသောအခါလူသားများကများစွာစိတ်ဆိုးကြသည်တို့ရာတွင်အရေးမဆိုင်လောက်ဟန်ဖြူကာရဲ၍နေကြသည်တိရစ္ဆာန်ဖြစ်ပြီးဒီလိုမဟုတ်တဲ့တချင်းဆိုတာများအံ့ပါရဲ့ဟုလည်းပြောကြသည်ထိုတချင်းဆိုနေသောတိရစ္ဆာန်များကိုတွေ့လျင်လူသားများကတွေ့ရာနေရာ၌လက်ချမ်းနှင်း၍ရိုက်ကြသည်လူသားတို့ကဘလို့ပင်နှိပ်စက်တော်လဲတိရစ္ဆာန်များအားထိုတချင်းကိုမဆိုအောင်တား၍မရဇရက်ကျိုးနှင့်ခါမဆ၍ထိုတချင်းကိုဆိုကြသည်ခေါလောင်တန်ကြေးစီတန်များပင်ဒုတိရစ္ဆာန်တချင်းတန်ပေါက်၍နေတော်သည်ထိုသချင်းတန်ကိုကြားရသောအခါလူသားများသည်ငါတို့ဧကန်ပျက်စီးရတော်မူနမိတ်ပင်ဟုယူဆကာဒူးတုံတုံရင်တခုံခုံဖြစ်၍နေကြသည်တနေ့စပားများကိုကြည်ထဲ၌တင်းစီပြေးလျင်ခိုးအုပ်ကြီးတအုပ်သည်ကမန်းကနန်းပြန်၍လာပြီးခြေလေးချောင်းကွင်းရှိတိရစ္ဆာန်များကိုတက်လန့်၍နိုးကြသည်ထိုခိုက်တွင်ဥတာကောင်နှင့်တပည့်များသည်လက်လက်များကင်ဆွဲ၍ဥပေါက်ကျော်ဥအောင်ပန်းတို့ကိုစစ်ကူခေါ်လာပြီးလျင်ခြေလေးချောင်းကွင်းကိုဝင်၍စီးကြသည်ဥတာကောင်လက်ထဲတွင်နှလုံးမြူးတနက်ပါလာသည်ကျန်သောသူများမှာဒုတ်ဓားများကင်ဆောင်၍လာကြသည်
တနေ့နေ့တွင်ဥတာကောင်သည်ထိုသို့လှုပ်ကြံလိမ့်မည်ဟုတိရစ္ဆာန်တို့ကတွက်ထားပြီးဖြစ်သည်ဘော်ဖြူမှာကြိုတင်၍တင်နကဗျူဟာချမ်းကိုလှေလာပြီးလျင်ကာကွယ်ရေးတာဝန်ကိုလုံးဝယူ၍တိရစ္ဆာန်များအားသူ့နေရာနှင့်တူချထား၍ကာကွယ်စေသည်တိရစ္ဆာန်များသည်ဘော်ဖြူ၏အမိန်တိုင်းအကာအကွယ်ယူ၍ဥတာကောင်တို့လူစုအလားကိုအသီးသီးစောင့်၍နေကြသည်ဥတာကောင်တို့လူစုစီယိုတွင်းသို့ဝင်လာသည်နှင့်တပြိုင်နက်ဘော်ဖြူကစ၍ထိုးစစ်ဆင်သည်ခိုများကဘော်ဖြူ၏အမိန်ရဥတာကောင်တို့ခေါင်းပေါ်မှပြန်ဝဲ၍တပြုတ်ပြုတ်နှင့်ချေးများပါချတော်သည်ထို့သောကောင်းငင်မှခိုများကချီးများပါချ၍ဘုံကျဲနေခြင်းတွင်ခြံစည်းရိုးတွင်၌အကာအကွယ်ယူထားသောငန်းနှင့်ဘဲများကတရကြမ်းထွက်၍ဥတာကောင်တို့လူစု၏တကောက်ကွေးများကိုတအားကျုံ၍စိတ်ကြသည်ငန်းဘဲတက်နှင့်လွတ်၍တိုက်ခြင်းမှာစစ်ရေးငံရန်တိုက်ပွဲပြည့်ရန်အငယ်စားသာဖြစ်သည်ဖြင့်ဥတာကောင်တို့လူစုမှာငန်းဘဲများကိုတုတ်ဖြင့်စီး၍ကာကွယ်နိုင်ကြသည်ထို့နောက်ဘော်ဗျူကဒုတိယအကြိမ်ထိုးစစ်ဆင်ပြန်သည်ထိုအကြိမ်တွင်သူကိုယ်တိုင်ဦးစီး၍မုတ်စိတ်တို့မဟော်တို့နှင့်တကွတိုးများစိတ်များပါဝိုင်း၍ဥတာကောင်တို့ကိုဝိတ်ကြခတ်ကြကန်ကြကြောက်ကြသည်ဥတာကောင်တို့လူစုကဒုတ်များဓားများနှင့်ခုတ်ကန်သဖြင့်တိရစ္ဆာန်များတက်လန်၍သွားသည်ထိုကိုက်ဘော်ဗျူကတက်ဆုပ်ရန်အမိန်ပေးလိုက်သဖြင့်အားလုံးသောတိရစ္ဆာန်များအတွင်းဘက်သို့တက်ဆုပ်၍သွားကြသည်ထိုကဥတာကောင်တို့လူစုကအောင်မီအောင်မီဟုအော်ပြေးလျင်တိရစ္ဆာန်များအားဖိ၍လိုက်ကြသည်ထိုသို့လိုက်ခြင်းကဘော်ဗျူစီစဉ်ထားသည့်အတိုင်းပင်သည်ဥတာကောင်တို့လူစုသည်ခြံတွင်းသို့ကုံရောက်တဲ့တပြိုင်နက်တင်းကုတ်ထဲတွင်ပုံ၍နေကြသောမြင်းများနွားများဝက်များတို့သည်ဥတာကောင်တို့၏နောက်ဆွေမှပေါ်လာကြသည်ထိုခိုက်တွင်ဘော်ဗျူကတိုက်ဖို့ရာအမိန်ပေးလိုက်သဖြင့်ဥတာကောင်တို့လူစုအားရှေ့နောက်ညက်၍တိရစ္ဆာန်တို့ကတိုက်ကြသည်ဘော်ဗျူကိုယ်တိုင်ကဥတာကောင်စီသို့ဘလုံးတို့ပြေး၍ပတ်သည်ဥတာကောင်ကဘော်ဗျူပြေးလာသည်ကိုမြင်၍တနက်နှင့်မောင်းတင်ပြီးလျှင်စီး၍ဖြစ်သည်တနက်ကြည်စံများသည်ဘော်ဗျူ၏ကြောကိုရှက်၍မှန်သွားသဖြင့်ဘော်ဗျူမှာသွေးချင်းချင်းနီးပြီးလျှင်တိုးတကောင်ပွဲချင်းပြီးတည်သည်ဘော်ဗျူသည်သူ၏ဒဏ်ရာကိုပမာဏမပြုဘဲဥတာကောင်ခြေထောက်ကိုပြေး၍ကိုလုံးနှင့်တိုက်လဲလိုက်သည်ဥတာကောင်မှာနောက်ချေးပုံထဲသို့ပြစ်လဲသွားပြီးလျှင်လက်ထဲမှတနက်လဲလွတ်ကျသွားသည်ထိုခိုက်တွင်ဂျိုကားမှတအားပြေး၍ခွေလိုက်သောကြောင့်ဥပေါက်ကျော်၏တပြည့်ခေါင်းကိုခွေမိပြီးမြေကြီးပေါ်မှောက်ကျသွားသည်သူတို့ဘက်မှလူတစ်ယောက်လဲကျသွားသည်ကိုမြင်သောအခါဥတာကောင်တို့ဘက်မှလူများသည်လက်ထဲမှတုပ်များကိုချ၍5-6ယောက်ထွက်ပြေးကြသည်ထိုအချိန်မှစ၍ဥတာကောင်တို့လူစုမှာစိတ်သက်ပြက်ပြားပြီးလျှင်ကစင်ကလျားထွက်ပြေးကြတော့သည်လူသားတွေထွက်ပြေးမှန်းသိသောအခါတိရစ္ဆာန်များကနောက်မှဖိ၍လိုက်ကြသည်ဥတာကောင်တို့လူစုမှာအခွိတ်ခံရသူခံရအကန်ခံရသူခံရအတိုးစိတ်ခံရသူခံရအနင်းခံရသူခံရဖြစ်သည်တိရစ္ဆာန်တိုင်းကသူနှင့်သူလူသားတို့ပေါ်ရန်တုံပြန်ကြသည်ခါတိုင်းရှောင်ဖယ်လုပ်နေကြသောမိတိုးကတောင်ဒီတခါမနေမိတိုးကတင်းကုတ်ခေါမိုးပေါ်မှလူတစ်ယောက်၏ကြောပေါ်သို့ပြုံးကနေခုန်ချပြေးလျင်ဇက်ပိုးကိုတအားဖိ၍ကုတ်လိုက်သည်အကုတ်ခံရသူလည်းအမေအော်ကတခါတည်းထွက်ပြေးတော်သည်ဥတာကောင်တို့လူစုသည်ပြေးပေါက်ရသည်နှင့်တပြိုင်နက်စီယိုပေါက်မှတခါတည်းထွက်ပြေးကြသည်ကွန်တရားခန့်ညက်သည့်အကွာဝေးရောက်သောအခါဥတာကောင်တို့လူစုမှာလာလန်းအတိုင်းအဆက်တကွဲတက်ခေါက်၍ပြန်ကြရတော့သည်ထို့သို့အပြေးတွင်ငန်းဘဲများကနောက်မှတချူချူတခြားခြားအော်၍တလုံးသားများကိုလိုက်၍စိတ်ကြသေးသည်ဥတာကောင်တို့လူစုနှင့်ဂျိုကားလက်ချက်ဖြင့်လဲကျကြံခဲ့သောလူသားတစ်ယောက်မှလွဲ၍အကုန်ထွက်ပြေးသွားကြပြီဂျိုကားသည်မြေကြီးပေါ်တွင်ဆန့်ဆန့်ကြီးလဲနေသောလူသားကိုခွာနှင့်ဟိုဘက်ဒီဘက်လှည့်၍ကြည့်သည်ထိုလူသားမှာလှုပ်ဖော်ပင်မရဂျိုကားသည်စိတ်မကောင်းဒီလူသားကတော့တေရှာပြီငါကတမင်သေးအောင်လှုပ်တာတော့မဟုတ်ပါဘူးငါကဒီလိုခွေ့လိုက်ရင်ဒီလိုဖြစ်မှာလို့မတွေးမိလို့ဒီလိုလုပ်မိတာပါငါတမင်လှုပ်တာမဟုတ်ဘူးလို့ပြောရင်တော့ယုံညံ့မှာမဟုတ်ဘူးထင်တယ်ဟုနောင်လာရသောလေတံဖြင့်ဂျိုကားကပြောသည်ထိုကဘော်ဗျူကလွမ်းမနေစမ်းမာနဲ့ရဲဘော်ရေစစ်ကိုစစ်လိုသဘောထားစမ်းပါလူသားမှန်လျင်အသက်မရှိသူကလွဲပြီးတကောင်းမှကောင်းတာမဟုတ်ပါဘူးဟုပြောသည်ဘော်ဗျူမှာတနက်မှန်သောတန်ရာဖြင့်သွေးတွေရဲနေသည်ဂျိုကားသည်မျက်ရည်တွေလေလာပြီးငါဟာဘသူအသက်ကိုမှတက်ချင်စေမရှိပါဘူးကုံပြောရမယ်ဆိုရင်လူသားအသက်တောင်မတက်ချင်ပါဘူးဟုဝမ်းနည်းစွာပြောသည်ထိုခိုက်တွင်ဟဲ့မဲတီတကောင်မမြင်ပါလားဟုတိရစ္ဆာန်တကောင်ကပြောသည်မဲတီပျောက်၍နေသည်တိရစ္ဆာန်အလုံးမျက်ပြူးဆန်ပြာဖြစ်၍သွားသည်
ဘယ်ဒီမှာဒဏ်ရာမဲ့ရသွားသလားလူသားတွေများဖမ်းခေါ်သွားသလားအမျိုးမျိုးတွေးတောပြီးတော့ပူပန်ကြသည်နောက်ဆုံးတွင်မဲဒီကိုသူ့ဇောင်းထဲမှတွား၍တွေ့သည်ဘယ်ဒီမှာကောက်ရိုးပုံကြားတွင်ခေါင်းဝဲ၍ပုံနေသည်ဘယ်ဒီသည်တရတန်ကြားတွေကထွက်ပြေးပြီးပုံနေခြင်းဖြစ်သည်ဘယ်ဒီကိုရှာ၍ပြန်လာကြသောအခါတော်လုံးကြီးလက်ကြံခဲ့သောထိုလူသားသည်ဦးရဖားရထ၍ပြေးနှင့်ပြီးဂျိုကား၏ဂျိုချက်မှာမူးယုံလောက်သာဖြစ်သဖြင့်ထိုလူသားထ၍ပြေးနိုင်ခြင်းဖြစ်သည်တရိษံများသည်အပျော်ကြီးပျော်ကြပြီးလျင်စူညံစွာပြန်၍စုကြသည်တိုက်ပွဲ၌သူကဘလို့တိုက်ခဲ့သည်ငါကဘလို့တိုက်ခဲ့သည်ဆိုသောကိုတွေ့အကြောင်းများကိုအတန်ကုန်တင်၍အလူရဲ့ပြောကြပြန်သည်ထို့နောက်ရှောင်းတကင်အောင်ပွဲကျင်းပကြသည်တရိษံတို့သည်အလံတိုင်၌ဂျိုနစ်ခွာကိုအလံတင်ပြီးလျင်ဒို့တရိษံတခြင်းကိုအကြိမ်များစွာဆို၍အလေးပြုကြသည်ထို့နောက်တိုက်ပွဲ၌ကြာဆုံးသွားသောတိုး၏အလောင်းကိုစစ်အခမ်းအနားဖြင့်တကြိုကြသည်ကြာဆုံးသူတိုး၏တင်းញိုင်းတွင်လွမ်းသူပန်းငွေချပြီးနောက်အထိမ့်မတ်အလို့ငါကြားရပင်တပင်ဆိုင်ကြသည်တိုး၏အလောင်းကိုမမြုပ်ခင်ဘော်ဘီယူကအာတုဘမင်ကွန်းပြောပြီးနောက်တိရစ္ဆာန်များအားအခြေလေးချောင်းကွင်းကိုအရေးတောင်းရှိကအသက်နှင့်လဲ၍ကာကွယ်ကြရန်တိုက်တွန်းစကားပြောသည်ထို့နောက်တိရစ္ဆာန်တို့သည်ဘော်ဘီယူနှင့်ဂျိုကားတို့အားတိရစ္ဆာန်အာဇာနည်ပထမရန်စားပွဲကိုတညစ်တညွတ်ထဲအနှင်းကြလိုက်သည်စုတစိတ်မှာခြေကလောက်အပြက်တစ်ခုကိုလှုပ်ထားသောတစ်စိတ်ဖြစ်၍တနင်္ဂနွေနေ့နှင့်အခြားအလုပ်အားသောနေ့တိုင်းတွင်တက်ဆင်ရန်ဖြစ်သည်ကြာဆုံးသောတိုးရဲဘော်ကိုလည်းတိရစ္ဆာန်အာဇာနည်ဒုတိယရန်စားပွဲဖြင့်ချီးမြှင့်လိုက်သည်ထို့နောက်တော်လန်ရေးသမိုင်းရေးထိုးသည့်အခါတွင်သူတို့ပထမအောင်လိုက်သောတိုက်ပွဲကိုဘလို့နာမည်ပေးဖို့အကြောင်းနှင့်ပတ်သက်၍လည်းအကြီးအကျယ်ဆွေးနွေးကြသည်နောက်ဆုံးတွင်နွားတင်းကုန်းမှချောင်း၍တိုက်သောတိုက်ပွဲဖြစ်သည့်အတွက်နွားတင်းကုန်းတိုက်ပွဲဟုခေါ်ရန်အားလုံးကသဘောတူကြသည်တိုက်ပွဲအပြီးတွင်ဦးသာကောင်ဤတနက်ကိုရှွန်ထဲမှပြန်၍ရသည်ဦးသာကောင်အိမ်ထဲ၌ရန်နောက်များကိုလည်းတွေ့ကြရသည်ထို့နောက်တနက်ကိုအလံတိုင်းရှိ၌အမြောက်တပွဲတက်ဆင်ပြီးလျှင်နှစ်တိုင်းတော်လန်ရေးနေ့၌တစ်ကြိမ်နွားတင်းကုန်းတိုက်ပွဲနေ့၌တစ်ကြိမ်ပြစ်ဖောက်ရန်သဘောတူဆုံးဖြတ်ကြလေသည်